အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကလောမှာရှောက်လေမှာဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ကလောဒုတိယကြိမ်ပြန်ရောက်လာတာပါပထမတစ်ကြိမ်လာတော့တုတ်တုတ်နဲ့လေပြီးမဲ့ဒီတစ်ခေါက်မှာတော့တငယ်ချင်းလင်မရပါတဲ့အတွက်ကျွန်တော်တို့ကားနဲ့လေမှာဖြစ်ပါတယ်ကလောမှာကားနဲ့တရက်တာအတွင်းဘယ်နေရာတွေရှောက်လေခဲ့တယ်ဆိုတော့ဒီဗီဒီယိုလေးမှာပြောပြရမှာပေါ့လို့ဗီဒီယိုလေးကနေတစ်စင်းကျွန်တော်နဲ့အတူတူကလောကိုလိုက်လေဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟယ်လိုကျွန်တော်ကလောနောက်တစ်ခေါက်ထပ်ရောက်လာပါပြီ။ဒီကတော့ကလောရောက်နေတာ2ရက်မြောက်နေပါမနေ့ကရက်နေကကလောရောက်တယ်။ဒီနေ့တနေ့ကတော့ကျွန်တော်တို့လေဖို့အတွက်ကိုကျော်မင်းထုနဲ့ချိန်ထားတယ်။ရှောက်မလဲကြီးမနက်စာရေးသက်စားပါမယ်။ကျွန်တော်တို့ဒီနေ့ကကိုကျော်မင်းထုနဲ့ရှောက်လေမှာပါ။ရှောက်မလဲကြီးအရင်ဆုံးကလောစီးထဲမှာမနက်စာသက်စားပါမယ်။ဒီနေ့ကတော့တပေါင်းလာပြည့်နေဖြစ်တဲ့အတွက်ကလောစီးပိတ်ပါတယ်တဲ့။စီးမှာငါးသမင်းနဲ့စားမယ်လို့အားတင်းလာရဲ့အမိုက်ရတော့သွားပြီ။ဒီပဲတော့ပဲ။ဈေးပိတ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့မနက်စာကိုတော့ဈေးနားမှာရှိတဲ့မက်တီရှမ်းခေါက်ဆွေးဆိုင်မှာသွားစားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဆိုင်မှာတိုဟူးနွေရဲ့မီးရှိရဲ့တိုဟူးကျော်ရဲ့စားခဲ့ပါတယ်အရင်ခေါက်တွေလာတော့ကလောဈေးထဲမှာပဲစားဖြစ်တော့အခုတစ်ခေါက်မှပဲမက်တီဆိုင်ကိုရောက်ဖြစ်ပါတယ်ဒီဆိုင်လေးကလည်းတန်တန်ရှင်းရှင်းနဲ့အရသာလည်းကောင်းတယ်ထင်ပါပါတယ်ကျွန်တော်စားပြီးသွားတဲ့အချိန်မှာကိုကျော်မင်းထုကားလေးလာခေါ်ပြီးဆိုတော့ကျွန်တော်ဒီနေ့6လေးခီးစဉ်စပါပြီကျွန်တော်အခုမျိုးပြင်ကိုပြန်ထွက်နေပါတယ်ဘယ်လိုသွားပါလဲဆိုတော့ရှမ်ဘေးလာရေရောက်မှ view point ကိုသွားမှာပါအခုကရေရောက်မှ view point ကိုအသွားကလောအထွက်မှာ Jet Coffee ဆင်းဝယ်တာပါအခုကျွန်တော်ကားလမ်းပေါ်ကနေရေရောက်မှ view point သွားတဲ့လမ်းထဲကိုဝင်ပါမယ်ကျွန်တော်အခုရောက်နေတဲ့ရေရောက်မှရွာမှာ view point 3ခုရှိပါတယ်အဲ့ဒီကမှဒီရေရောက်မှရွာရဲ့ပထမဆုံး view point ဖြစ်တဲ့ရှမ်ဘေးလာ view point ကိုသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ရှမ်ဘေးလာ view point ကိုရောက်ပါပြီဒီရှမ်ဘေးလာ view point ကိုရောက်ပြီဆိုရင်တော့တော်တော်များများလာချမ်းပုံကြီးနဲ့တပုံနေကြပါတယ်အဲ့လာချမ်းကိုကြီးစီရောက်ဖို့ဆိုရင်ကျွန်တော်တို့အခုရောက်တဲ့နေရာနေဟိုးအောက်ကိုဆင်းသွားမှာပါကျွန်တော်အခုရှမ်ဘေးလာ view point ကိုရောက်ပါပြီအခုတစ်ခေါက်လာတာတော့ view တွေတော်တော်ဆိုင်းနေပဲကျွန်တော်ရှူကင်းကောင်းကောင်းမမြင်ရဘူးဘယ်နှစ်ရက်လောက်ရှိပြီလဲအဲ့လိုမျိုးပေါ်လို့ရှင်းဖြစ်နေair pollution air pollution တော်တော်ဆိုးနေပါတော့ဒီ new တွေလိုမျိုးပဲတောင်မျိုးဖုံးနေတောင်ဒီတောင်တန်းနေရှုခင်းကကောင်းကောင်းမမြင်ရဘူးပေါ့နော်နည်းနည်းဝဝိုင်းဒီမှာ new တွေဖုံးနေတယ်လို့မျိုးဖြစ်နေအခုကျွန်တော်တို့အောက်ကိုဆင်းပြီးတော့လာချမ်းပုံ view point စီကိုသွားပါမယ်ကျွန်တော်တို့အခုလာချမ်းစီရောက်ပြီဆိုတော့လာချမ်းနဲ့အတူတူဓာတ်ပုံရိုက်ကြပါမယ်အားလေးနဲ့ဟုတ်နည်းနည်းနောက်မင်းနေရောက်ကအရင်မဝေးกว่าနဲ့နည်းနည်းလေးဟုတ်ပြီအဲ့ဒီဟုတ်ပြီကိုကျော်မင်းသူကတော့သူလိုက်ပို့ရုံနေမဟုတ်ဘူးဓာတ်ပုံလေးရိုက်ပြီးတယ် post လေးပြောပြတယ်ကျွန်တော်တို့ဓာတ်ပုံလေးလိုက်ပတ်ပြီးတော့ရိုက်ပြီးသွားတဲ့အခါမှာနောက်တစ်နေရာကိုဆက်သွားဖို့အတွက်အပေါ်ပြန်တက်ပါပြီခုဒုတိယဆက်သွားမယ့်နေရာကတော့ကလောမှာဓာတ်ပုံရိုက်လို့တော်တော်လေးကိုလာတဲ့တဲကြီးပဲဖြစ်ပါတယ်ကျွန်တော်အခုရေအောင်မှ view point နေပြန်လာပြီးတော့ကြိုက်တောင်ဘက်ကိုဆက်သွားနေပြီပါတယ်။ဒီလိုတဲကြီးကိုဝင်မယ်တဲကြီးကမှကြိုက်တောင်ဆက်သွားမယ်။ဒီနေ့ကတော့တရက်သေးကလောမျိုးလေမှာပေါ့နော်။အဲ့တော့တရက်သေးလေမဲ့လူတွေအတွက်ဒီ vlog လေးကတော့အဆင်ပြေလို့ယူဆပါမယ်ခင်ဗျာ။တဲကြီးကတော့ကြိုက်တောင်မရောက်ခင်နားလေးမှာပဲအုတ်သေးကြောက်ရောင်းဝယ်ရေးဆိုင်းပုတ်ထိုးထားတဲ့နေရာရှိတယ်။အဲ့ဒီဘေးကနေဝင်သွားတာပါ။ကျွန်တော်ကားကိုတော့တဲချင်းမရောက်ခင်မှာရက်ခဲ့ရတယ်။ကားရက်တဲ့နေရာကနေတဲချင်းကိုတော့လမ်းနေနေထက်လျှောက်ရတယ်။ဘာဖြစ်လဲဆိုတော့လမ်းမှာဒီလိုဂျိုင်းရှိနေလို့ပေါ့နော်။ဂျိုင်းရဲ့ဘေးမှာတော့လူသွားလမ်းလေးလုပ်ပေးထားတယ်။နောက်ပိုင်းတဲချင်းကိုလာမတူးတော့အောင်လို့လမ်းကိုဖြတ်ထားလို့သိရပါတယ်။ကျွန်တော်တို့တဲချင်းကိုရောက်ပါပြီ။အခုဒီမှာဓာတ်ပုံသွားရိုက်မယ်။ရှူကင်းအလှပလေးတက်ကြည့်မယ်အေးပူနေပြီ။ညီတော့ပူနေပြီ။တဲကျင်းကိုရောက်ပြန်ပြီ။ဒီနေ့ခဏခောက်လာမယိုးကလောရောက်ရင်တော့မဖြစ်မနေဒီကိုလာနေတယ်ဓာတ်ပုံရိုက်တာကြိုက်တယ်ကြီးဆိုတော့ဓာတ်ပုံလေးလာရိုက်နေတယ်တောလေးကိုလည်းစားပါတယ်
ဒီမှာကရင်တော့ဆိုရင်တော့ဒါသဲတွေတူးတာလို့ပြောတယ်ကြောက်တောင်နေရနေပေါ့နော်သူတို့ကျိုးမှာတန်လုံးတက်လိုက်တယ်တန်လုံးတက်ပြီးတော့အောက်ကနေပြီးတော့ဒီတောင်ရိုက်ချလိုက်တယ်ရိုက်ချလိုက်လို့ရှိရင်ဒီလိုမျိုးသဲလေးကျလာတယ်ပေါ့အဲ့သဲတွေကိုပြန်ပြီးတော့ရှူတာဒါပေမဲ့အခုကတော့ဒါဗျိုက်တောင်ရဲ့နှောက်ကြောဖြစ်တဲ့အတွက်အဲ့လိုမျိုးသဲတူးတာကိုဒါကန့်သက်ထားလိုက်ပြီးသဲတူးလို့မရတော့ဘူးဒီတောင်လေးပြိုသွားမှာဆိုလို့ပေါ့ဟိုတော့ကတော့အဲ့လိုမျိုးဒီမှာသဲတူးကြတယ်တဲ့ကျွန်တော်တို့အခုတဲချင်းအပြင်ဗျိုက်တောင်ဝင်မလို့ပါပဲဒါပေမဲ့ဒီနေ့ကလာပြင်းနေပိတ်ရဖြစ်တော့ကလောမှာရှောက်လေလူတွေအများများနေတယ်အဲ့တော့ဗျိုက်တောင်မှာလည်းကားတွေကိုပြုံထက်နေရပဲအဲကြောင့်ကျွန်တော်တို့ဗျိုက်တောင်အပြင်မှာပဲဝင်ပါတော့မယ်အခုလိမ်မော်ချန်ဘက်ကိုအရင်ဆက်ပြီးတော့သွားပါမယ်ဗျိုက်တောင်ကနေပြီးတော့10မိနစ်15မိနစ်လောက်ဆက်မောင်းလိုက်ရင်တော့ကျွန်တော်လိမ်မော်ချန်ကိုရောက်ပါပြီလိမ်မော်ချန်မှာတော့အသီးတွေပိုင်းခူးလို့မရဘူးအဲ့တော့လိမ်မော်သီးတွေပိုင်းလိုချင်နေဆိုရင်ဒီအရှိမဝယ်လို့ရတယ်အကျော်တွေပိုင်းလည်းစားလို့ရတယ်လိမ်မော်ချန်ကိုထပ်ရောက်လာပါပြီအခုကတော့2လပိုင်းနော်2လပိုင်းလေးလိမ်မော်သီးလေးကျင်သေးတယ်အခုတစ်ခေါက်လာတာက2026 February အခုကလောကနည်းနည်းလေးတော့ပူလာတယ်ပြီးတော့ air pollution ဆိုးလာတယ်ပေါ့နော်အရင်တစ်ခေါက်လာတော့ကောင်းကင်ဆိုပြာလဲနေတာပဲဒီတစ်ခေါက်လာတဲ့အခါမှာကောင်းကင်ကအရင်ကလိုပြာမနေတော့ဘူးပြီးတော့တောင်တွေကိုလှမ်းကြည့်ရင်လည်းမွားမွားတွေဖြစ်တော့တယ်နော်လိမ်မော်ချန်အခုအချိန်လာတော့နည်းနည်းလေးပူသွားပြီဘေးကင်းရောက်သွားတော့ဒီဘက်ကိုတော့မနဲ့စောစောလေးလာရင်တော့ပိုကောင်းတယ်ခြံထဲမှာစိမ့်စိမ့်ဆူဆူလေးနဲ့အေးအေးလေးနဲ့ပို့ပြီးတော့နေလို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့အခုရောက်သွားတဲ့အချိန်မှာတော့လိမ်မော်သီးတွေကအကုန်လုံးဒီပါခူးပြီးသွားပြီအဝင်နာအပင်ကအသီးတွေကတော့ဒီလာလေလူတွေကြည့်ဖို့အတွက်နည်းနည်းခြံထားသေးရလို့ပြောတယ်ဒါပေမဲ့အဲ့အရာတွေကလည်းခဏနေညှို့သွားမှာဆိုတော့သူတို့မကြခင်ခူးတော့မယ်လို့ပြောတယ်ဒီတတုတ်ခူးပြီးသွားရင်တော့လိမ်မော်သီးတွေကသတင်းကျွတ်အော်တိုဘာလောက်မှပြန်ဆပြီးတော့နောက်တစ်တုပ်တီးတော့မယ်လို့သိရပါတယ်ဒီလိမ်မော်ချန်မှာတခုသတိထားမိတာသင်းမောပင်တွေကိုဒီလိမ်မော်ပင်တွေကြားထဲမှာညှက်ပြီးတော့စိုက်ထားတယ်ဒီသင်းမောပင်တွေကစားဖို့စိုက်တာလားတော့တေချာမပြောတတ်ဘူးဒါပေမဲ့ဒီလိုသင်းမောသီးတွေကိုတော့လိမ်မောပင်တွေအောက်မှာမြေဩဇာဖြစ်ပြန်ပုံထားတာကိုတွေ့ရတယ်။ကျွန်တော်လိမ်မောချန်မှာတော့မိနစ်20နာရီဝက်လောက်ပဲကြာပါတယ်။အခုဗျိုက်တောင်ဘက်ကိုပြန်လာပါပြီ။အချိန်ရရဆိုရင်တော့ဒီလိမ်မောချန်ကနေဗျိုက်တောင်အပြန်ကြားမှာမြေမတိလိုင်းကိုပြရရှိပါတယ်။ဝင်ပြီးတော့ဖူးလို့ရပါတယ်။ကျွန်တော်တို့ဗျိုက်တောင်ကိုပြန်ရောက်တော့နေ့လယ်7ခွဲလောက်ဖြစ်သွားပါပြီဗျိုက်တောင်ရဲ့နာမည်အရင်ကနန်းဝန်းတောင်ပေါ့နော်ဒီတောင်မှာရုပ်ရှင်မင်းသားဗျိုက်ကကြော်ညာလာရိုက်သွားတာမို့လို့ဒါဗျိုက်တောင်ဖြစ်သွားတာအမှန်တော့ဒီနေရာမှာထူးထူးဆန်းဆန်းဘာရှိလဲဆိုရင်ဘာမှမရှိဘူးဒီတောင်ကြီးပဲရှိရပေါ့နော်ကျွန်တော်တို့ကလောရောက်တော့အထင်ကရနေရာတစ်ခုအနေနဲ့လာကြည့်တဲ့သဘောပဲရှိတယ်ဓာတ်ပုံရိုက်ရတာကြိုက်တဲ့လူတွေကတော့ဒီဗျိုက်တောင်နဲ့အမှတ်တရဓာတ်ပုံရိုက်ကြတယ်ပေါ့ဗျိုက်တောင်ရဲ့မျက်နှာချင်းဆိုင်ကားလမ်းဟိုဘက်ကတောင်ကုန်းပေါ်မှာကျတော့ရေကန်တစ်ခုရှိတယ်အရင်တော့တက်ရတော်တော်ခက်တယ်အခုတော့လှေကားလုတ်ပေးထားတာတွေ့ရတယ်အဲ့ဒီရေကန်ဘောင်ပေါ်ကနေဗျိုက်တောင်နောက်ခံတဲ့ဓာတ်ပုံလှမ်းရိုက်လဲတော်တော်လေးကိုလှပါတယ်အဲ့ဒီရေကန်ရဲ့အနောက်ဘက်မှာတော့ဓာတ်ပုံရိုက်လို့လှတဲ့ရထားလမ်းရဲ့ရှိုးလေးရှိတယ်ကျွန်တော်အခုဗျိုက်တောင်ကနေပြန်လာပါပြီ။ဒီကပလောင်ရွာကိုဆက်ပြီးတော့သွားနေပါလေ။ပလောင်ရွာသွားတဲ့လမ်းကတော့ကြောက်ခင်းလမ်းလေးဖြစ်တဲ့အတွက်လမ်းလေးနည်းနည်းကျဉ်ပါတယ်။ကျွန်တော်တို့သွားမယ့်နေရာတော့ပလောင်ရွာမှာရှိတဲ့ရိုးမ view point ကိုဖြစ်ပါတယ်။ကလောကနေဆိုရင်တော့ရိုးမ view point ကိုနိုင်ဝက်ဝင်ကျင်လောက်မောင်းရပါတယ်။အခုက view point မရောက်ခင်လမ်းမှာကားခဏလေးရက်ပြီးတော့ရှူခင်းဆင်းကြည့်တာပါကျွန်တော်အခုရိုးမ view point ကိုရောက်ပါပြီအမှန်တော့ဒီရိုးမ view point ကကိုကျော်မင်းထူးနဲ့2ရက်သွားမှလိုက်ပို့တဲ့နေရာကျွန်တော်တို့ကတော့တရက်သေးနဲ့ဒီကိုပါလာလိုက်တဲ့အတွက်လေကနည်းနည်းတော့ rush ဖြစ်သွားတယ်
အဲ့တော့ view point ကိုရောက်တဲ့အချိန်ကတော့လုံးဝနေခင်းကြီးဖြစ်သွားတယ်အမှန်တော့ view point ကမနက်စောစောဒါမှမဟုတ်ညနေဆောင်လေးလာတော့ပို့ပြီးတော့ကောင်းပါတယ်ဒီမှာတော့လုံးဝကိုနေလို့ကောင်းတယ်လေကတဟူးဟူးနဲ့ကိုတိုက်နေတာ အခုကနေလေစာစားချိန်ရောက်ပြီဆိုတော့ကျွန်တော်တို့နေလေစာစားဖို့အတွက်ကလောပြန်ပါမယ် ခုကနေ့လေတနာရီဖြစ်နေပြီအဲ့တော့ဒီပေးစားပါအောင်မယ်ဒီခါလဲအောင်ငင်းညံ့မှာပဲစားပါမယ် ကျွန်တော်နေလေစာကိုတော့ကလောကအောင်ကြီးချမ်းအောင်ဆိုင်မှာပဲစားလိုက်ပါတယ်ကျွန်တော်အခုရောက်နေတာကတော့အင်းဖြင်ရွာမှာရှိတဲ့ Green Hill Valley Cafe ဖြစ်ပါတယ်ကျွန်တော်ဒီ cafe ကိုရောက်လာတဲ့အချိန်ကနေလေ2နာရီဝန်းကျင်လောက်ဖြစ်နေပါပြီရာသီဥတုကပူနေပေမဲ့ဒီ cafe ထဲမှာကျတော့တောရိပ်တောင်ရိပ်နေမလို့တော်တော်လေးကိုအေးအေးလူလူရှိပါတယ်ဒီ cafe မှာကျတော့ coffee တွေအေးအေးလေးတွေမဟုတ်အစားအသောက်တွေပါရတဲ့အတွက် lunch တို့ dinner တို့စားမယ်ဆိုလဲစားလို့ရတယ် coffee ကတော့မြို့တွေကဆိုင်နေတဲ့ရှင်တော့မဆိုတလောက်လေးစီးနေနေများတယ်ဒါပေမဲ့သူ့ရဲ့အရာတာရဲ့သူ့ရဲ့နေရာရဲ့အရာဆိုရင်ဒီပေးရတဲ့စီးရတက်တယ်လို့ပြော coffee time မှာခဏထိုင်ပြီးတော့အချိန်ဖြုံးပါတယ်ပြီးတော့မှတောင်မင်းကြီးခုံပြဘက်ကိုဆက်သွားပါမယ်တောင်မင်းခုံပြနဲ့အဖေတို့ရဲ့အဲ့တော့ဆက်ပြီးတော့သွားပါမယ်ဒီ cafe မှာကျတော့ဆိုင်ထဲမှာနေမဟုတ်ဘူးအပြင်ဘက်မှာလည်းဒီလိုထိုင်ကြနေရလေးရှိတယ်နေအေးသွားပြီဆိုရင်တော့ဒီနေရာလေးတွေတော်တော်ထိုင်လို့ကောင်းပါတယ်ဒီ cafe ကိုရောက်ရင်ဒီ channel မှာအပင်တစ်ပင်ရှိတယ်အသီးတွေကိုလုံးဝပြုတ်နေရပဲအဲ့အပင်နဲ့ဓာတ်ပုံတော်တော်တွေ့ရိုက်ကြတယ်ကျွန်တော်တော့ကျွဲကောပင်လို့ထင်တယ်ဒါပေမဲ့ဘာပင်လဲဆိုတာတေချာမမေးကြည့်ခဲ့ဘူးသူအသီးတွေအများကြီးတီးနေရတဲ့အပင်ကတော်တော်လေးကိုကြည့်လို့လှပါတယ်ကိုကျော်မင်းထူကတော့တော်တော်စိတ်ရှိတယ်တနေရာဆိုဓာတ်ပုံတွေတေချာရိုက်ပြီးတော့ပုံလှလှလေးလည်းအများကြီးရတယ်ဒီ cafe ကတော်တော်လေးကိုကြေတယ်အထဲမှာလည်းထိုင်စရာနေရာတော်တော်လေးကိုများတယ်နောက်ပြီးတော့တဝိုင်းနဲ့တဝိုင်းလည်းတော်တော်လေးကိုခြားထားတော့တကယ်ချင်းတွေအုပ်စုလိုက်လာမယ်ဆိုရင်တော့မှလို့လည်းစကားပြောလို့ကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီ channel မှာစိုက်ခင်းအသေးလေးလည်းရှိတယ် mini fan လေးပေါ့organic ဒီမှာခေါ်ပြီးတော့တယ်အိုး coffee တွေမှာအကြီးပဲဒီ coffee ဆိုင်လေးက area လေးကျယ်တယ်အထဲမှာစိမ့်စိမ့်ဆူဆူနဲ့တဘာဝအရသာနဲ့အပြည့်အဝခံစားရတယ်ကျွန်တော်တို့ဒီနေ့လင်းရင်ပတ်ရင်းနဲ့ခဏတစ်ဖြုတ်ရောက်လာမို့လို့အခုပြန်တော့မယ်ပေါ့နော်အကယ်လို့အချိန်ရမယ်ဆိုရင်ဒီ coffee ဆိုင်လေးမှာလည်းနေ့တစ်ဝက်လောက်အေးဆေးဆေးလာထိုင်ပြီးတော့တဘာဝကိုခံစားလို့ရတယ်ပေါ့နော်ကျွန်တော်အခု coffee ဆိုင်ကနေပြီးတော့ဆက်သွားမယ့်နေရာကတော့တောင်မင်းကြီးခုံပြာနဲ့အဖေတိုးချံကိုဖြစ်ပါတယ်ငါတို့အခုရောက်နေတာတောင်မင်းကြီးခုံပြဒီက view လဲတော်တော်လေးလှတယ်သူ့မှာတော့ဝင်ကြီးကတယောက်ကို3000နဲ့အဲ့3000ကို coffee ဒါမှမဟုတ်ဒီမှာဖြော်ရည်နဲ့ပြန်လဲတောက်လို့ရတယ်ဟိုတစ်ခါ17လပိုင်းလာတော့ဒီခုံပြကိုရောက်တဲ့အချိန်ကညနေပိုင်း sunset ပေါ့နော်အဲ့ဒီအချိန်ဒါပေမဲ့အခုကတော့ evolution ကြောင့်ဆိုတော့ညနေပိုင်းဆိုရင်လည်းလေလူညံ့ညံ့နေဘာမှမြင်ရမှာမဟုတ်ဘူးဆိုတော့အခုလာလိုက်တာအခုကတော့3နာရီကျော်ပဲရှိသေးတယ်အခုကတော့ကြီးကြီးလင်းလင်းပေါ့နော်အဲ့လိုမျိုးတော့မြင်ရသေးတယ်ပုံမှန်ကတော့ပိုလှတာတော့ညနေပိုင်း view ကတော့ပိုလှတယ်ဒါပေမဲ့ဒီအချိန်မှာညနေပိုင်းသွားကြည့်ရင်တော့ဘာမှသိမြင်ရမှာမဟုတ်ဘူး
အဲ့တော့ကိုရောက်တဲ့နေ့ပုံမူတည်ပြီးမျိုးကန်တွေကိုနည်းနည်းမေးကြည့်ပေါ့နော်အခုအချိန်ဆိုရင်ညနေဆောင်ကပိုလှမလားဒါမှမဟုတ်နေမဝင်ခင်လေးကပိုလှမလားဆိုတာတရားဒေသခံတွေမေးပြီးတော့မှလာတာကတော့ view လှလှလေးပုံမြင်ရဖို့ပုံများတယ်ပေါ့ဟုတ်ဒါတောင်မင်းကြီးခုံပြရဲ့အထင်ကရနေရပါတော့ဒီခုံအပြာကြီးကြောင့်ဒီနေရာကိုတောင်မင်းကြီးခုံပြလို့ခေါ်တာကြောက်ရင်တော့ဓာတ်ပုံတစ်ပုံတော့ပအောင်ရိုက်ခဲ့ပါအခုကျွန်တော်တောင်မင်းကြီးခုံပြပြန်มาတော့မယ်ဒီမှာလက်မှတ်ပြလိုက်အေးပြန်တိုက်တယ်အဲ့တော့ကျွန်တော်မပြန်ခင်လေးအေးတောက်သွားပါမယ်အခုတောင်မင်းကြီးခုံပြကနေနောက်ဆုံးလေစရာအနေနဲ့ဆက်သွားမယ့်နေရာတော့ဖေးတိုးကြံပါဒီတိုးချန်တို့တောင်မင်းကြီးခုံပြတို့သွားတဲ့လမ်းကကျင်းလေးကျင်းနေတောင်ပေါ်လမ်းလေးဖြစ်တဲ့အတွက်ကဲလို့ကိုကတခါမှမရောက်ဘူးတာမျိုးနေမီမကျွမ်းတာမျိုးဆိုရင်တော့ဒေသခံတွေလေတာပို့ပြီးတော့လမ်းခကြီးစိတ်ချရပါတယ်ဒီနေ့တနေ့ရဲ့နောက်ဆုံးလေပတ်စီအနေနဲ့ကျွန်တော်တို့တိုးချန်ကိုရောက်ပါပြီတိုးချန်ကတော့ဝင်ကြီးတယောက်ကို2000ပေးရပါတယ်တိုးတွေမွေးထားတဲ့ချိန်စီကိုရောက်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီအဝင်ဝကနေအနည်းငယ်ရှောက်ရပါတယ်ဒီတိုးချန်မှာပြိုးပင်တွေလည်းရောင်းပါတယ်အပင်စိုက်တာဝါနာပါတယ်ဆိုရင်ပြိုးပင်တွေပါဝယ်လို့ရပါတယ်အဲ့မှာယုံလေးဆက်စီရတယ်ဝေးဦးကျွန်တော်တို့တိုးရီရှိတဲ့ခြံဘက်ကိုမရောက်ခင်ဆင်းရဲလာမှာရုံလေးမွေးထားလေးတွေ့ပါတယ်ဟာချာလေးနဲ့ဒါလေးနဲ့ခေါ်သွားဒီလိုကြောင်းလဲဆိုရှိုးလိုက်အောင်ဒီလိုကြောင်းလဲဆိုရှိုးလိုက်အောင်ဒီတိုးချံမှာတိုးလေးတွေကိုအစာကျွေးလို့ရတယ်အစာတပန်းကို1000ပေးရပါတယ်ပုံမှန်ဆိုရင်တော့တိုးတွေကလူကြောက်လားမကြောက်လားမသိဘူးဒါပေမဲ့ဒီဟာတိုးတွေကတော့အစာမြင်တာနဲ့ကိုတန်းလိုက်တာခြံထဲမှာရှူခင်းကြည့်တဲ့စင်လေးတစ်ခုတွေ့တယ်အရင်တစ်ခေါက်လာတော့မရှိသေးဘူးခုတစ်ခေါက်မှတွေ့ရဆိုတော့ဒါအစ်စ်လောက်ထားတာတင်တယ်ခုရောက်နေရတော့ဒါအဖေတိုးချန်ပေါ့နော်။အောင်မင်းကြီးခုံပြနေပြီးတော့ဆက်လာလိုက်တာ။ဒီမှာတိုးလေးတွေကဟိုမနေ့ကမှပေါက်ထားတဲ့ကောင်လေးတစ်ကောင်ရှိတယ်။အဲ့ကောင်လေးကအပါဆိုရင်26ကောင်လောက်တော့ရှိရပေါ့နော်။ကိုင်းလို့အရန်ကောင်းတယ်တိုးလေးကအီအီလေးသူတို့အမွှေးလေးတွေကလေ။တိုးစာကျွေးရတာလေအရန်ပြောဖို့ကောင်းတယ်။အဲ့တော့ဒီကလောရောက်မယ်ဆိုလို့ရှိရင်တိုးချန်ကိုလာကြည့်ပါ။ပြောဖို့ကောင်းပါတယ်။ကျွန်တော်အခုတိုးချံအပြင်တိုးချံမှာရောင်းတဲ့တောင်ရိုးထမင်းတောင်းဝယ်စားပါမယ်ဒီမှာအဖေးချံတစ်စိမ့်နဲ့သူတို့ကိုယ်တိုင်လှုပ်ရောင်းတဲ့ coffee mug လေးရှိပါတယ်ဒါကြက်ကြော်ဂျူးတွေညအောင်ထွားရသေးတယ်လေ ဟုတ်ထမင်းတောင်းကမှာမလုပ်ပြီးတာဆိုတော့10မိနစ်15မိနစ်လောက်ကြာမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဆိုင်ပေါ်ကိုတက်ပြီးတော့စောင့်နေပါမယ်။ဒီလေးကကြိုက်ပြီးတော့ပိုက်ပြီ။ ဟုတ်တယ်
တောင်ရိုးထမင်းတော့ရပါပြီအနံမှုန့်မှုန့်လေးနဲ့အရင်အောင်စားကောင်းပါတယ်ဒီနေ့တော့ကလောမှာတနေကုန်လေတဲ့အစီအစဉ်ပြီးပါပြီအခုညဘက်ကတော့ကလောရောက်ရင်တွားကြည့်ဖို့ညွှန်းထားတဲ့ဟိုင်းပါကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်တော်အေးတယ်ကလောမှာစိတ်နေပဲ အဲ့လိုမျိုးပပလေးပဲဝင်လာလေ ဟိုင်းဘာကဝင်းနာဟိုတယ်ရဲ့ဘေးလန်းကနေဆင်းသွားရင်ရောက်ပါပြီပြောင်စုလမ်းမကြီးနဲ့တပလောက်ပဲဝေးပါတယ်အမှန်တော့သူ့ရဲ့ဘားကအတွင်းဘက်မှာမှောင်မဲပြီးတော့တော်တော်လေးကိုကျင်းနေအခုလိုမျိုးလမ်းဘေးမှာခုံလေးနဲ့ထိုင်တော့ရတာသူ့ရဲ့ signature လို့ပြောရမယ်အဲ့တော့ကျွန်တော်တို့ထိုင်တာတော့အရှိမပဲထိုင်မှာဒါပေမဲ့ဆိုင်နဲ့တစ်ချက်လေးဝင်ကြည့်ပါမယ်အထဲမှာလည်းထိုင်တောက်လို့ရတဲ့နေရာလေးရှိတယ်ဒါပေမဲ့တော်တော်လေးကိုမှောင်ပါတယ်ဖြော်ဆက်တာတော့ဒီအနောက်ဆုံးမှာလုံနေတာဒီမြင်ရတဲ့ရောင်စုံတကားကြီးရဲ့အနောက်မှာအိမ်သာပဲရှိတယ်ဒီမှာတောက်စရာ၃မျိုးပဲမှာလို့ရတယ် ran sour gin sour whiskey sour အမီးကဂျင်းတုတ်တို့လက်ဖက်တုတ်တို့က free ချပေးတာ ဒါကြက်ရည်ကြောဒါကြက်တောင်ပဲကြော ၄မျိုးရမယ် ဒါလေးကကြက်အသေးပြည့်ဒါလေးကစိမ့်မွာ free ချပေးတဲ့အတုတ်တွေကတော့ကုန်ရင်ထပ်တောင်းလို့ရပါတယ်ဒီရောက်ရင်ဆိုင်ရှင်ဦးလေးရဆူတောင်းပေးတာတခုရှိတယ်အဲ့ဒါအသက်60အထိတောင်းနိုင်ပါသေးတဲ့ကဲဒီနေ့တော့တလောမှာတရက်တာလေပတ်တဲ့ကျွန်တော်တို့ရဲ့ခီးစဉ်တွေကဒီမှာအဆုံးသတ်ပါပြီခင်ဗျာဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်